ချန်ပီယံလိမှာထူးရှင်ချေစွမ်းကိုပြသသွားခဲ့တဲ့ Radford ကို United တို့ပြန်ခေါ်တင်လာအကြံပြုလိုက်တဲ့ Rooney ပရိသတ်များလုံးမင်္ဂလာများ24 Sport ကနေပြန်လည်ကြိုလိုက်ပါတယ်။တင်းနီကနဝင်ဂျီရေယိုနီကတော့ချန်ပီယံလိမှာ Ronaldo ဝင်ပူးနေသလိုမျိုးချေစွမ်းကောင်းတွေရှယ်ပြနေတဲ့ Radford ကို Manchester United တို့ပြန်လည်ခေါ်ယူသွားတင်လာဆိုတာအကြံဉာဏ်ကောင်းတွေပေးလာခဲ့ပြီးဖြစ်ပါတယ်။ Aston Villa နဲ့ PSG အသင်းတို့ကစားခဲ့ကြတဲ့ချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယကြော့ပွဲစဉ်မှာ Radford ကတော်တော်လေးထင်ကြီးစရာကောင်းတဲ့ချေစွမ်းကိုပြသသွားခဲ့ပြီးပွဲစဉ်ရဲ့အကောင်းဆုံးကစားမဆုကိုတော့ရရှိဖို့ထိုက်တန်ခဲ့တာဖြစ်ပါတယ်။ Radford United မှာကစားစဉ်ကဆိုရှယ်လက်ထက်မှာ PSG ကိုကမ်းပတ်ရိုက်ခဲ့မှုတဲ့အတွေ့အကြုံကောင်းရှိသူဖြစ်ပါတယ်။ဒါကြောင့်လည်း Unai Emery ရဲ့ Aston Villa ကိုကမ်းပတ်နိုင်ဖို့နီးစပ်ဆုံးအနေထားရအောင်ကူညီပေးနိုင်ခဲ့တာပါ။တပွဲလုံးတော်တော်လေးကိုခြေစွမ်းပြကစားသွားခဲ့ပြီးထင်ကြီးစရာကောင်းတာထက်ကိုပိုခဲ့တာဖြစ်ပါတယ်။ Radford ကတပွဲလုံးစ조사ကစားခဲ့သလိုတူးချင်းကြော်ဖြတ်မှုတွေကိုပါလုပ်ပြနိုင်ခဲ့တာပါ။သူဖန်တီးပေးခဲ့တဲ့ဂိုးဆိုရင်ညာတာဝန်ကနေ PSG ကစားမ2ယောက်ကိုအယူလုပ်ပြီးခင်းပေးသွားခဲ့တာဖြစ်ပါတယ်။ဒါနဲ့မကားသေးပဲခွင့်ဖန်တီးမှု၄ချိန်ထိပြုလုပ်ပေးခဲ့ပြီးအသင်းမော်တွေအသုံးမချနိုင်ခဲ့လို့သာ Aston Villa တို့မနိုင်ခဲ့တာပဲဖြစ်ပါတယ်။နှမျောစရာရန်ကောင်းခဲ့ပါတယ်။ Radford အနေနဲ့ကိုယ်တိုင်ကန်သွင်းမှုတွေလည်းပြုလုပ်နိုင်ခဲ့ပြီးသူ့ရဲ့ trademark ဖြစ်တဲ့ချိုးဝင်ကန်သွင်းချက်တစ်ချိန်ဆိုရင် PSG ကိုသမားကောင်းလွန်နေလို့သာဂိုးမဖြစ်သွားခဲ့တာဖြစ်ပါတယ်။ပထမအကြော့မှာ3ဂိုး2ဂိုးနဲ့ရှုံးလာခဲ့တဲ့ Aston Villa ဟာဒုတိယအကြော့မှာလည်းပွဲအစမိနစ်30မှာတင်2ဂိုးခွင့်ပြုလိုက်ရပါတယ်။နှစ်ကြော်ပေါင်း5ဂိုး2ဂိုးဖြစ်သွားပြီးမှပြန်လာဖို့ရမဖြစ်နိုင်စရာလိုဖြစ်သွားခဲ့ပါတာ။ဒါပေမဲ့ကစားသမားတွေအကုန်စ조사ခဲ့ပြီးTN Lehmann, Mangin, Konsa တို့ရဲ့ဂိုးတွေနဲ့အတူ4ဂိုး5ဂိုးအနေထားထိရောက်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ဂိုးသာထည့်ရခဲ့မယ်ဆိုရင်အခြေအနေကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တာပဲဖြစ်ပါတယ်။ရရှိလာတဲ့ခွင့်ရတွေကိုအသုံးမချနိုင်ခဲ့မှုကြောင့်သာအံ့အားသင့်ဝင်ရာအေပေကမ်ပန်းနဲ့နိုင်ဖို့နီးစပ်ပြီးမှအခွင့်အရေးနဲ့လက်တကမ်းအလိုကနေလွဲချော်ခဲ့ရတာဖြစ်ပါတယ်။ဘာပဲပြောပါ Radford ကတော့ပရိသတ်တွေရဲ့လက်ခုပ်တန်ကိုကောင်းကောင်းကြီးရခဲ့တာတော့အမှန်ပါပဲ။တင်းနီကနန်းဝင် Rayuni ကတော့ Radford ကို United တို့ပြန်လည်ခေါ်ယူတင်ကြောင်းအခုလိုချီးကျူးစကားပြောကြားသွားခဲ့လိုက်ပါတယ်။သူကRadford ကိုတော့ချီးကျူးမှကိုဖြစ်မယ်ဗျာကျွန်တော် Radford ကိုအကြီးကြီးချီးကျူးချင်ပါတယ်သူတကယ်ကောင်းခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဒီ Radford ကမှကျွန်တော်တို့နှစ်ပေါင်းများစွာမြင်ခဲ့ရတဲ့ Radford ပါသူရဲ့ skill စွမ်းဆောင်ရည်ပြန်ပြန်ကစားသမားတွေကိုဆွဲခေါ်သွားပုံကြော်ဖြတ်ပုံဘောလုံးလိုက်လို့ပုံအကုန်ကောင်းပါတယ် Radford ကြောင့်900သွားချိန်ဗီလာကစားသမားတွေဟာသူတို့ပြန်လာနိုင်စွမ်းရှိတယ်ဆိုတာယုံကြည်ချက်ရသွားပါတယ်ဒါပေမဲ့ပြဿနာကသူတို့ခွန်အားကုန်ခန်းကုန်ကြတာပါသူတို့မိနစ်20အတွင်းမှာတော်တော်ကိုကစားလိုက်ရပါတယ်။ Aston Villa ကစားသမားတွေအရန်ကိုစ조사ကြပါတယ်။ကံမကောင်းစွာနဲ့ပဲသူတို့ရှုံးသွားပါတယ်။ကျွန်တော်ကတော့ဒီနေ့လိုခြေစွမ်းမျိုးနဲ့ဆိုရင် Radford ကို Manchester United စီပြန်သွားစေချင်ပါတယ်။ဒါကကျွန်တော်တို့ Man United ပရိသတ်တွေအားလုံးမြင်ချင်တဲ့အရာပါ။သူလည်း United အတွက်ပြန်ကစားပေးခြင်းပဲဆိုတာ100%သေချာပါတယ်။သူကတင်းနေအသွေးသားပဲလေ။တကယ်တမ်းမှာ Radford ဟာ United မှာကနဝင်ဖြစ်ချင်ခဲ့သူပါဖြစ်နိုင်ခြေလည်းရှိပါသေးတယ်။အဲ့လိုဖြစ်လာတာကိုလည်းမြင်ချင်ပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။ Radford က Ruben Amorim ရောက်ရှိလာခြင်းအရန်ကုန်လေးစက်တိုက်ထိုင်လိုက်ရတာကြောင့်အခုလိုမျိုးအငှားနဲ့ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ United ဘက်ကတော့ Aston Villa အနေနဲ့ရာသီကုန်မှာ Radford ကိုခေါ်ယူခြင်းပေါင်တန်း40နဲ့ခေါ်ယူလို့ရကြောင်းလမ်းပွင့်ပေးထားပါတယ်။ Radford က Aston Villa အတွက်လက်ရှိအချိန်မှာပြိုင်ပွဲစုံ73ပွဲကစားပေးထားပြီး3ဂိုးသွင်း5ဂိုးထိဖန်တီးပေးထားနိုင်ပါတယ်။ United လို့ဖိအားတွေမရှိတဲ့အလယ်လက်အသင်းမှာမို့ Radford အနေနဲ့အခုလိုမျိုးခြေစွမ်းပြနေနိုင်တာလားတွေးထင်စရာတော့ကောင်းပါတယ်။ဒါအပြင် United အနေနဲ့ Radford ကိုပြီးသက်ရောက်မှလားအသင်းအတွက်ပြန်ခေါ်သွားမှလားစိတ်ဝင်စားစရာလည်းကောင်းပါတယ်။ Radford ရဲ့ဆန္ဒကအင်ကိုပြန်လာခြင်းနေတာမို့ United ဘက်ကပဲဆုံးဖြတ်ဖို့လိုမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ